မင်္ဂလာပါဆရာတင်မြင့်ရေးသားသည့်ပုံတောင်ပုံညာခရီးသည်စာအုပ်ထဲမှာပုံတောင်ပုံညာစကားကိုဖတ်ပြပါမယ်ရှစ်ခေတ်သုံးမြန်မာပောရဏစကားတို့သည်အညာကြီးလက်တို့တွင်အတော်များများဆွဲကြံနေစေဖြစ်၏ချင်းတွင်မြေ၏အနောက်ဘက်ကပုံတောင်ပုံညာတကြောရှိကြေးရွာများတွင်ကမြန်မာပောရဏစကားတို့သည်ယနေ့တိုင်လန်းဆန်းရှင်သန်နေစေဖြစ်သည်တွာလာမှုခက်ခဲ၍အသည့်သောအမြင်အကြားအာယုံတို့ကဝင်လာမှုနီးသည်ကနဲစီကတကြောင်ထိုဒေသသားတို့သည်ရိုးရာမပြတ်မြန်မာစကားတို့ကိုမျက်မျက်နှုံနှုံရှိကြသည်ကတကြောင်တို့ကြောင့်မြန်မာပောရဏစကားတို့ကိုအကြားရများပါသည်တောင်ပေါ်ရွာများသို့ရောက်သွားလျင်ပောရဏအဘိဓမ္မာကိုလှန်ရသကဲ့သို့မြို့ကြီးပြကြီးတို့တွင်မကြားရတော့သောစကားသုံးလုံးများကိုကြားရသည်သူတို့၏အတန်ဝဲဝဲအတန်အော်ဝဲဝဲကလေးများနှင့်နားထောင်၍လဲကောင်းသည်ခင်မင်းမျက်နှိုးပွေလဲဖြစ်သည်နေ့စဉ်သုံးထင်ရှားသည့်စကားလုံးများကိုကောက်နှုတ်တင်ပြရပါလျင်အကျွန်းညီများချင်းရင်ကျေးစွာအောက်ကျို့နှိမ်ချ၍ပြောသောပုဂ္ဂလနန်းစာဖြစ်ပေသည်အသက်50ကျော်အဖိုးဖွားများသုံးနေစေဖြစ်သည်အလွန်ကြီးမွေ့ပွေသောစကားဖြစ်၏အကျွန်းမြို့ကိုမရောက်ဘူးပါအကျွန်းဝါခုတ်သွားမယ်ဟုပြောတဲ့ကလေးများသည်နဝင်ချိုးပါသည်မွန်းအော်နေ့စဉ်သုံးအာလုတ်စကားဖြစ်သည်အဖွားဟိုတယောက်ကဗရောက်ပန်းတွေပွင့်ကြပြီမွန်းဟုပြောလျင်အဖွားကြီးတဦးကသူတို့သွားခူးကြပြီအော်ဟုပြန်ပြောလေရှိသည်ဒေးညီများချင်းအများကြီးများပြားသည်ဟုအဓိပ္ပာယ်ရသည်နေ့စဉ်သုံးစကားဖြစ်သည်မိမိထံတွင်များပြားစွာရှိကြောင်းဆိုသည်ထိုတို့အိမ်မှာထမင်းစားဖို့အာမနာနဲ့ဆန်ဒီဒေးရှိပါတယ်ဟုဆိုကြသည်ကျန်ညီများချင်းဒရကြံအမြန်ဟုအဓိပ္ပာယ်ရသည်အာရပါရပြောသောစကားဖြစ်သည်ဒရကြံမြန်ဆန်ဆန်ပြုသည်လှုပ်သည်ဟုသောသဘောကိုဆိုလိုသည်သူမိုးရရလာတော့အိမ်ကိုဂျမ်းပြေးလာတာပဲဟုပြောလေပြောထားရှိကြသည်မဲအဲဖိုတာညီများချင်းခလီးတငယ်များအားချစ်စနိုးခေါ်ကြသောအများဆိုင်နာမည်များဖြစ်ပေသည်လူကြီးသူမများကခလီးငယ်များနှင့်ဆက်သွယ်ရာတွင်ချစ်စနိုးခေါ်ကြခြင်းဖြစ်သည်မအဲရေအင်ဂျင်ပန်းတွေပွင့်နေပြီဟဲ့ဖိုးသားရေရာကင်းကိုသွားမယ်ဟဲ့စသဖြင့်သုံးနှုံးလေးရှိကြသည်အိုကြီးညီများချင်းအတော်ကြီးတော်တို့ကိုခေါ်သည်အသက်အရွယ်ကြီးသောအဖွားကြီးများအားအိုကြီးဟုခေါ်သည်အသက်အရွယ်ငယ်ရွယ်သူတို့ကသုံးလေးရှိသည်ဖျားပွဲကိုအိုကြီးနှင့်အတူသွားမယ်မန်းတို့ရွာကိုမလိုက်ချင်ဘူးအိုကြီးကဆိုလိမ့်မယ်စသဖြင့်ပြောလေးရှိကြသည်ရွာအုပ်ညီများချင်းရွာဤအကြီးကဲကိုခေတ်ဆက်ရွာအုပ်ဟုခေါ်ခဲ့ကြသည်တကြီးကိုလည်းရွာအုပ်ကောင်စီဥက္ကဋ္ဌကိုလည်းရွာအုပ်ရဝတဥက္ကဋ္ဌကိုလည်းရွာအုပ်ဟုပင်အရက်စကားများ၌သုံးခဲ့ကြသည်ရွာအုပ်ကြီးအိမ်ကမောင်းထုတန်ကြတယ်ဧည့်သည်တွေရွာကိုလာပြီးထင်းတယ်ရာကင်းမှာနွားဝင်တယ်ရွာအုပ်ကြီးကိုတိုင်ရအောင်မယ်စသဖြင့်ရွာသူရွာသားတို့သုံးလေးရှိသည်လဲပါညီများချင်းတော်လဲသူတော်လဲပဲစားသည့်အတိတ်ပဲမျိုးဖြင့်သုံးသည်ပုံတောင်ပုံညာရွာသားတို့စကားပြောရာတွင်မကြာခဏသုံးသောစကားဖြစ်သည်ကြိုက်တဲ့သောကြားကိုလဲပါမတွေ့ရစီနဲ့သူ့ကိုဝတ်တကောင်ပေးတယ်ဒါလဲပါသူမကြက်နဲ့မကျေနပ်သေးဘူးစသဖြင့်သုံးနှုံးလေးရှိပါသည်အခွန်နွေညီများချင်းအခွန်နွေအခွန်နွားသည်ဟုသောစကားအသုံးကိုတွေ့ရသည်နွေဟုသောစကားမှာနွားသည်ခွာသည်ဟုအဓိပ္ပာယ်ရသည်တရက်သည်ကိုအခွန်နွေလိုက်ပါအောင်ဟုသုံးလေးရှိကြသည်နွေဟုသောစကားကိုမြင်းဆိုင်ခေတ်ကချင်းများတွင်ရှင်ဖော်မဝေးဖော်ရွှေကြေးကိုတနွေးစားပွဲလူပွဲစားလူပွဲဟုတွေ့ရသည်နွေသည်အစာကိုနှွာသည်ဟုဆိုသည်နွေကိုယနေ့တိုင်ပုံတောင်ဒေသများ၌တွေ့နေရဆဲပင်ဖြစ်သည်ပုံတောင်ပုံညာဒေသသားတို့သည်နေ့စဉ်စကားများသုံးဆွဲပြောဆိုကြရာ၌အညာဒေသများတွင်သုံးသောငတ်သက်တန်ကိုနတ်သက်တန်နှင့်သုံးငတ်သက်တန်သုံး၍မသက်နတ်သက်တန်ကိုငတ်သက်တန်သုံးလေးရှိကြသည်ကိုတွေ့ရသည်ထိုငတ်သက်တန်နှင့်နတ်သက်တန်တို့ကိစ္စကြောင့်တခါကခရီးသွားမြေပြန့်သားတူမျက်လုံးပြူးခဲ့ရဘူးပြီပလဲကန့်ကိုလမ်းမကြီးအတိုင်းဟီရိုကာကြီးတစ်စီးမောင်းလာရာလမ်းဘေးရွာများကအမျိုးသမီးများမြစ်တောင်ဖျုံသီးတောင်များဖြင့်ကားပေါ်တွင်အပြည့်ပါလာ၏မြေပြန့်သားတူကလည်းခရီးကြုံ၍တခုသောစခန်းမှကားကိုတား၍ကားပေါ်သို့တက်သည်မြစ်တောင်ဖျုံသီးတောင်များကိုကြော်နင်း၍တက်ရ၏ကားပေါ်တက်ရင်ချောမောလှပသောတောင်ပေါ်သူလေးနာသို့ကြော်လွှားသွားမိရာအမလီလူကိုနမ်းကျင်နမ်းပါ
တောင်းကိုတော့မနှမ်းပါနဲ့ဟုဆူဆူရှာရှာအော်လိုက်ရာမြေပြန့်သားများမျက်လုံးပြူမျက်စံပြူနှင့်ချွေးပြန်သွားသည်အခြားသူများကဝိုင်းရီကြသည်ပြီးမှအတွေ့အကြုံရှိပြီးခရီးသည်ကြီးကရှင်းပြသည်လူကိုနင်းကျင်နှင်းပါသူ့ဈေးတောင်းကိုတော့မနှဲပါနဲ့လို့ပြောတာပါကွယ်ဆိုမှမြေပြန့်သားမှစိတ်အေးရတော့သည်နေ့စဉ်သုံးစကားတို့တွင်အောက်ပါအတိုင်းအတန်ပြောင်းလဲသွားသည်ကိုတွေ့ရသည်လင်ပန်းညီမြချင်းလံပန်းထမင်းညီမြချင်းထမန်းမင်းတို့ညီမြချင်းမန်းတို့စင်းညီမြချင်းဆန်နင်းသည်ညီမြချင်းနန်းသည်မကြီးပင်ညီမြချင်းမကျဲပင်ကျစ်သွန်ဦးညီမြချင်းကျစ်သွန်ဦးလက်ဆွညီမြချင်းလက်ဆွလက်ပံပင်ညီမြချင်းလက်ပံပင်လက်ပင်ပံစသဖြင့်တွေ့ရသည်တဆိုးညီများချင်းအမိတို့မဟုတ်အဖမရှိသောကလေးငယ်ကိုမိတဆိုးတို့မဟုတ်ဖတဆိုးဟုခေါ်လေးရှိကြသည်ပုံတောင်ပုံညာဒေသ၌တဆိုးဟုသောစကားကိုကလေးတငယ်၏နာမည်နောက်ကပင်တက်၍ခေါ်လေးရှိကြသည်ဖိုးခွေးတဆိုးချစ်တင်တဆိုးမနီတဆိုးစသဖြင့်ထဲသွင်းပြောဆိုလေးရှိကြသည်ပုံတောင်ပုံညာစကားသည်နားထောင်ကောင်း၏အတိတ်ပဲလည်းရှိ၏အတန်အောအောဝဲဝဲကလေးများနှင့်ချစ်စရာကောင်းသည်ပုံတောင်ပုံညာဒေသသားတို့နှင့်စကားများများပြောရလေရှေ့ခေတ်တုံးမြန်မာပေါ်ရာနာဝဟာရတွေများများတွေ့ရလေသာဖြစ်သည်